ကဲမင်္ဂလာပါဒီနေ့တော့ဒီချိန်မျိုးလေးရဲ့တနင်္ဂနွေနေ့ရဲ့ဒုတိယအချိန်လေးမှာเนาะပထမတသားငယ်လေး model ပိုင်းလေးတွေကိုမိတ်ဆက်ပြီးတော့ဒီကကြတော့သမီးမိငယ်လေး model ကဲလေးတွေအလဲပေါ့เนาะဒီကကြတော့ဒီချိန်မျိုးလေးရဲ့တင်တန်းသားအစ်စ်ဆက်ဆက်လေးဖြစ်တဲ့သမီးငယ်လေးเนาะလာတက်တာမှเนาะ2ရက်3ရက်ပဲရှိတယ်ကဲသူတို့ရဲ့အနုပညာတွေဘယ်လောက်ပါလဲဒီချိန်မျိုးလေးတော်လို့မဟုတ်ဘူးเนาะသူတို့ရဲ့အနုပညာတွေပါတာလေးကိုနည်းနည်းမိတ်ဆက်ပြီးကဲနော်ကဲအဲ့တော့ဒလားမြို့နယ်ကလာတဲ့သမီးလေးနွယ်နေကြောပါကဲဆရာပေးတဲ့ကိုသမီးလေးဒီဘက်လဲပြီးတော့မိတ်ဆက်ပေးပါအောင်ကဲသမီးလေးဒလားမြို့နယ်ဟာလာနာမည်ဘယ်လိုခေါ်လဲဟုတ်ပြီဆရာဘာသချင်းလေးသင်ပေးထားလဲဟုတ်ဘယ်ပကြီးရေးလို့မမီလေးကိုနော်ဆရာနဲ့အတူဆရာပြိတ္တတွေကိုသမီးကနေပြီးတော့ရသလောက်လေးမှားရင်လည်းမှားပြီလေနော်သမီးကရောက်တာမကြသေးဘူးကအစ်စ်လေးပြတဲ့ကြောင့်မှားတာကိုလက်ခံတယ်ရဲလေးတီးပြီးနော်ကဲโอเคအစင်းလေးပြင်ဒွန်လေးစဖွင့်ပြပါနော် ready ဒီတချင်းလေးကိုတားလေးနေပိုင်ဟိုကနေပြီးတော့เนาะဆရာကိုကိုကြီးပေးပါပါเนาะဒါတင်တာအချင်းချင်းကျွန်တော်ရဲ့အတန်ညာလေးဝင်နေတော့တားလေးရဲ့ဆိုလေးနဲ့သမီးလေးရဲ့အတီးလေးနဲ့เนาะမားတာလေးဒီမျိုးလေးကိုချစ်တဲ့စိတ်နဲ့ကြည့်ပေးကဲ ready ပြင်စပါဘယ်ပကြီးရေးလို့မမီပါအောင်ဆုံးပိုက်စင်မယ်တင်ပေရမိပါဦးဟုတ်ပြီဟုတ်ပြီသာဝရဖယားနဲ့တကယ်ပဲတရားသဘောဩရဂိုင်းနဲ့နိုင်ရကြသည်မိပါရဲ့နှလုံးအကျိုးနဲ့ရှိတာတော့ဟုတ်ပြီနော်ရောရလာမယ်ဗီဒီယိုလေးရှင်းပါဆိုလို့ပါသမီးငယ်လေးရဲ့ဆိုလိုပိုင်လေးကိုထပ်ပြီးတော့တင်ပြပေးပါကဲသမီးလေးခဏရပြပါဦးကဲဆရာပေးတတ်တယ်လက်နဲ့နှုတ်ဆက်ပေးပါအောင်လက်ကလေးချီပြီးတော့ကဲဟုတ်ပြီကဲဒီချိန်မျိုးလေးတွေ့တယ်နော်ဒီကလေးငယ်လေးကဒလမြို့နယ်ကနေဒီမျိုးလေးကြီးလာတက်တာ5 ရက်လောက်ပဲရှိပါသေးတယ်နော်ဒီရတဲ့လောက်ကတော့ဒါနဲ့သူ့ရဲ့နုပညာပါမီအားကအရန်ကောင်းတဲ့ခါကျတော့ဒီမျိုးလေးဆိုသိပ်ပြီးမပြရပါဘူးသဘောလေးလောက်ပဲပြရတယ်နဲ့ဘုလိုကတိတီနာလာပါအဲကြောင့်အတက်မြန်တဲ့တင်တန်းကိုခလေးတွေကိုဆွဲစိတ်ပါအောင်ဆွဲဆောင်ပြီးတော့ဒီချိန်မျိုးလေးကအနားမှာမခွာပဲနဲ့ထပ်တင်မင်းနေတဲ့ကြောင့်အတက်မြန်ရခြင်းဖြစ်ပါတယ်အဲ့တော့ဒီချိန်တစ်ခါတော့ဒီချိန်မျိုးလေးတွေကိုလာရောက်ပြီးတော့လေ့လာကြပါအောင်နော်ကြည့်ရှုအားပေးလိုက်ကြပါအောင်လို့ပြောကြရင်ဒီနေ့တင်တန်းလေးကိုဒီမိငယ်လေးတွေခဏရပ်နာပြီးတော့ညနေတင်တန်းတွေတို့ကိုဆက်လက်ပြင်ဆင်ပြီးပြီးနားဝင်ပြပါဗျာ